မုံလာဥပိုးရီသုံးစားဘူးကြလားရှင်မုံလာဥအရွယ်စားကြီးကြီးဝဝလေးတွေလိုအပ်ပါတယ်ဒါမှပူစားကောင်းပြီးပိုချိုတာပါမုံလာဥပိုးရီမဖြတ်တတ်တဲ့လူတွေအတွက်အလွယ်နည်းလေးပြောပြပါမယ်မုံလာဥတစ်ဖက်ကိုဒဲလေးတွေဖြတ်ပြီးတော့နောက်တစ်ဖက်ကိုစောင်းစောင်းလေးတွေဖြတ်ပေးရင်ရပါပြီအလုံးရှုံးမခံကျင်တဲ့သူတွေကဒီနေရာမှာချစ်လေးနဲ့အဝိုင်းလေးတွေချစ်လိုက်လဲရပါတယ်ဒါပေမဲ့တုတ်တဲ့အခါရတာချင်းတော့ကွာပါတယ်ချစ်နဲ့ချစ်ပြီးတော့တုတ်တဲ့ဟာကတုတ်လိုက်လို့ရှိရင်မုံလာဥကပျော့သွားတတ်ပါတယ်ဒီလိုပိုးရီပုံစံမျိုးဖြတ်ပြီးတော့တုတ်လို့ရှိရင်အလဲသားကျွတ်ကျွတ်ကလေးနဲ့စားလို့ကိုကောင်းပါတယ်ရှင်မုံလာဥဖြတ်ထားပြီးလို့ရှိရင်သူ့ကိုဗနီကာနဲ့အနည်းဆုံး2နာရီကြာအောင်စိမ်ထားပေးပါတုတ်ဖို့အတွက်နှမ်းလိုမယ်ကျွတ်သွန်နီစီချက်လိုမယ်ပစွန်ကြောက်ကိုထောင်းထားမယ်ငရုတ်တီး6တောက်ရယ်ပဲမှုတ်ရယ်စားရယ်ဟင်းခတ်မှုတ်ရယ်မြေပဲစီချက်ရယ်လိုအပ်ပါမယ်ရှင်မြေပဲစီချက်ဆိုတာမြေပဲကိုထောင်းပြီးတော့စီပူလေးလောင်းထည့်ထားတာပါမုံလာဥကိုဗနီကာစိမ်ထားတာ2နာရီကျော်3နာရီလောက်ရပြီဆိုရင်သူ့ကိုဆယ်လိုက်ပြီးအရင်ဆုံးသူ့ထဲကိုအစားနဲ့ဟင်းခတ်မှုတ်နဲ့စုပ်ပြီးနေပြီးအရသာတွင်းထားပါမယ်ရှင်ပါဝင်ပစ္စည်းတွေဖြစ်တဲ့ကျွတ်သွန်နီစီချက်ရယ်ပစွန်ကြောက်ထောင်းထားတာရယ်မြေပဲစီချက်ရယ်ပဲမှုတ်ရယ်ရောနယ်ပြီးပါနှမ်းကိုတော့ဖယ်ထားပေးပါပါဝင်ပစ္စည်းတွေနေတာပြီးွားရင်အခုနအရသာနယ်ထားတဲ့မုံလာဥပိုးရီကိုပါရောနယ်ပေးပါစိတ်ရှိရှိနဲ့ပိုးရီဖြတ်ထားတဲ့ဒီတလွှာချင်းစီကြားတဲ့တွေကိုအရသာဝင်အောင်နယ်ပေးပါနယ်ထားတာရပြီဆိုရင်ပကံနဲ့ထည့်ပေးပါပြီးရင်အပေါ်ကနေနှမ်းလေးဖြူပြီးရင်ရပါပြီဗနီကာနဲ့အတန်ကြာစိမ်ထားတဲ့တဲ့မုံလာဥရဲ့သူ့ရဲ့အသားကကျွတ်ကျွတ်ကလေးနေပါတယ်ပြီးတော့စိမ့်ရွှင်ရွှင်အနံ့လည်းမရှိတော့ပါဘူးမုံလာဥတုပ်လေးစားလိုက်ငရုတ်တီး6တောက်လေးကိုကိုက်လိုက်မှသူ့ရတာပို့ပေါ်ပါတယ်နောက် vlog လေးတွေမှာပြန်ဆုံးပါမယ်ရှင်